ကမ္ဘာကောင်းဆုံးဆိုတဲ့စူပါလက်ကိုနိုင်ခဲ့ပေမဲ့ဒီအချက်ကြောင့်သူလုံးဝဂုဏ်မြူဘူးလို့ဆိုလာတဲ့နဘေးဟာနိုင်ကတော့သူ့အနေနဲ့လက်ရှိဝမ်ရန်ထိပ်တန်းဖိုက်တာလည်းဖြစ်ပေါင်းဖောင်းမှာကမ္ဘာကောင်းဆုံးတွေတဲကတယောက်လည်းဖြစ်တဲ့စူပါလက်ကိုနိုင်ခဲ့ပေမဲ့ဂုဏ်မြူမိကြောင်းခုလိုပဲဆိုလာခဲ့ပါလိမ့်နဘေးကိုရှုံးနေခဲ့တဲ့ပွဲစဉ်ဟာကန်ချန်များအပြင်စူပါလက်အတွက်ကတော့စိတ်ပြက်စရာအတိဖြစ်နေမှာဖြစ်ပါလိမ့်သူ့အတွက်အဆုံးရှုံးနေများခဲ့ပြီးကစားမဘွားအဆိုးအဆုံးရှုံးပွဲလည်းဖြစ်ခဲ့တာပါရီတတ်မအောင်လို့ကပတ်ပြုတ်သွားတယ်ပြင်စူပါလက်ကဆန်နပွဲဆက်နိုင်ပွဲဆက်မှတ်တမ်းကောင်းလည်းရိုက်ချိုးခံလိုက်ရပါတယ်အရှိမရော်ထန်တာကဲရူဟက်ကာဒီအစားရှိဝမ်ထိတ်ကျဲဖိုင်တာတွေကိုအနိုင်ယူထားတဲ့စူပါလက်အနေနဲ့တက်သစ်ဆနဘေးနဲ့တွေ့မှာတော့နှာနိုင်ယူလိုက်ရတာပဲဖြစ်ပါတယ်စူပါလက်ရဲ့ကစားမဘွားမှာလှုပ်တိုင်းမဖြစ်ခဲ့တဲ့ပွဲလည်းဖြစ်ခဲ့တာပါအဲ့လိုပြီးခဲ့တဲ့ရက်ကစူပါလက်ကနဘေးနဲ့ကစားခဲ့တဲ့ပွဲမှာသူတရားခိုင်နှုန်းကြန့်ခိုင်မှုမပြေဝခဲ့ဘူးလို့ဆိုလာခဲ့တာပါစူပါလက်ကကျွန်တော်ရဲ့ရှုံးပွဲနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကိုတောင်းပန်ခြင်းပါတယ်ကျွန်တော်ရဲ့ပရိသတ်တွေအတွက်ဒီအားလက်ကစိတ်ပြက်စရာဖြစ်နေမှာပါကျွန်တော်ပုံမတန်မာတဲ့ပုံစံနဲ့ပြန်လာခဲ့ပါမယ်လာမယ့်ပွဲမှာတရားခိုင်နှုန်းစူပါလက်အစစ်မှန်ကိုမြင်တွေ့ရစီပါမယ်ပြီးခဲ့တဲ့ပွဲနဲ့ပတ်သက်လာရင်တော့ကျွန်တော်မှပြောစရာစကားများများဆဆမရှိပါဘူးအားလုံးလည်းမြင်တွေ့ပြီးပါပြီကျွန်တော်ထင်သလိုပြစ်မလာခဲ့ပါဘူးအစီအစဉ်တွေလည်းလွဲမှားခဲ့ပါတယ်အစိုးရတော့ရေတတ်မအောင်ပဲကပတ်ပါဖြုတ်ခံလိုက်ရတာပါနဘေးကိုဘလို့မြင်လဲဆိုတော့သူကအများကြီးတိုးတက်လာပါတယ်ခန္ဓာကိုယ်လည်းပုံမှုပြီးတော့တောင့်တင်းလာပြီးတော့ခန္ဓာရင်လည်းမြင့်လာပါတယ်ကစားကွက်ကလည်းပို့ပြီးတော့စုံလာတာပါဒါကြောင့်ကျွန်တော်နဘေးနဲ့ဘာပဲဖြစ်ဖြစ်ပြန်ပြီးတော့စုံကျင်ပါတယ်မကြေပွဲအတွက်သူ့ကိုသတိပေးစရာတော့မရှိပါဘူးကျွန်တော်နိုင်ခဲ့တဲ့ပုံမှာဂုံယူပါတယ်ကျွန်တော်တေတာပေါက်ပြန်တွေးကြအောင်ပါပါအခါကျရင်ဂျိုးဝိုင်းထဲမှာတွေးကြပါမယ်လို့ပြောသွားခဲ့တာဖြစ်ပါတယ်စူပါလက်ကစူပါပြောစကားကိုကြားပြီးတဲ့နောက်မှာတော့နဘေးကသူ့အနေနဲ့ဒီပွဲကိုနိုင်ခဲ့တာဂုံမြူကြောင်းပြောလာခဲ့တာဖြစ်ပါတယ်နဘေးကရင်တော့ကတော့စူပါလက်ကိုနိုင်တဲ့အတွက်ဂုံမြူကြောင်းပြောခဲ့ပြီးအခုမှဂုံမြူမိဘူးလို့ပြန်ပြီးတော့ပြောလာခဲ့တာလည်းဖြစ်ပါတယ်နဘေးကစူပါလက်ကိုနိုင်ခဲ့တဲ့ပုံမှာကျွန်တော်လုံးဝဂုံမြူတော့ပါဘူးဘာလို့လဲဆိုရင်စူပါလက်ကသူဝိတ်ချိန်တာအဆင်မပြေတဲ့အတွက်ပွဲမှာတရားခိုင်နှုန်းကြက်ခိုင်မပြေဝခဲ့ဘူးလို့ဆိုလာခဲ့လို့ပါသူ့စကားအရဆိုရင်ကျွန်တော်အားနေနေတဲ့သူကိုအနိုင်ယူသွားတဲ့ပုံစံမျိုးပေါက်နေပါတယ်ကျွန်တော်အဲ့လိုမဖြစ်ချင်ပါဘူးဒါကြောင့်အဲ့နိုင်ပွဲကိုဂုံမြူတာပါသူကြက်ခိုင်ပြေဝမှာနောက်တစ်ခေါက်တော့ထပ်တွေ့တာပေါ့ဗျာလို့ပြောသွားခဲ့တာပဲဖြစ်ပါတယ်နဘေးနဲ့စူပါလက်တို့ကတော့လုံးဝခါးသီးတဲ့ပြိုင်ဘက်တွေအသွင်ဆောင်သွားခဲ့ပါပြီသူတဲ့နဘေးနေနဲ့စူပါလက်ကိုတော်တော်လေးကိုတီးကျင်နေရပါပြီးကြတဲ့လာတော့ကလည်းနဘေးကသူ့ရဲ့ social media ပေါ်ကနေတဆင့်စူပါလက်ကိုအခုလိုမျိုးဖျဲခဲ့ဦးပါသေးတယ်ကျွန်တော်ဘက်ကနင်းနာခဲ့ရတယ်ပြောပြပါမယ်ကျွန်တော်နောက်24ဖေဖော်ဝါရီလကတည်းကတောက်လျှောက်လေးကျင်နေရပြီးတော့တောက်လျှောက်ပွဲကစားနေရတော့မလို့နားကျင်ယူကျင်နေရပါဒီပွဲကိုကစားဖို့လည်းအစီအစဉ်မရှိပါဘူးကျွန်တော်ခက်ခဲခဲ့တဲ့လေးကျင်ကနေလှုပ်ခဲ့ရပြီးတော့ထိပ်တန်းဖိုင်တာနဲ့ကစားခဲ့တာမလို့ပါဒါပေမဲ့ချန်ပီယံပွဲမလို့လက်ခံကစားခဲ့တာဖြစ်ပါတယ်ဒုတိယချက်ကကျွန်တော်ညာလက်ကတရားခိုင်နှုန်းကောင်းတိုင်းမှုတ်သေးပါဘူး90-80ရာခိုင်နှုန်းလောက်အထိပဲကောင်းပါသေးတယ် training ကာလတစ်လျှောက်လုံးညာဘက်လက်ကိုအပြည့်ဝတော့မသုံးခဲ့ရပါဘူးနောက်ချက်ကတော့ကျွန်တော်ရာမဒန်ကာလမှာပွဲအတွက်လေးကျင်ခဲ့ရတာပါလေးကျင်ချိန်ပြောင်းတာနဲ့တပတ်လောက်အချိန်ကုန်ပါတယ်ဒါပေမဲ့ကျွန်တော်ဘာစီညင်းမှမပေးပါဘူးအားလုံးအဆင်ပြေအောင်လုပ်ခဲ့တယ်ကျွန်တော်မမားပဲချန်ပီယံဖြစ်တာကဝမ်းနေစရာကောင်းပါတယ်ဒါနဲ့စူပါလက်ကကျွန်တော်တဲ့ထိုးကြီးက3လေးစားပိုများရင်တော့ဒါတော့မှကျွန်တော်ဟာရဗေဒပညာရှင်ငှားခဲ့ပါတယ်သူကတော့ weight တောင်မဝင်ပါဘူးဒီအားကစားအတွက်ပေးဆက်နေဆိုတာဒါလားလို့ပြောသွားခဲ့တာပါပရိသတ်တွေကနဘေးနဲ့စူပါလက်တို့ကြားစကလုံးတိုက်ပွဲဘလို့မြင်လဲကိုမမှတ်ချက်ပေးသွားလို့ရပါတယ်